လူချင်းမင်းတို့ထပ်ပိုသေးတယ်ကမ္ဘာအသေးဆုံးအရာများနံပါတ်1ငှက်ပြောသည်ဒီငှက်ပြောသည်ကတော့လူချင်းမင်းတို့လောက်ပဲရှိတယ်ကမ္ဘာဘဝအသေးဆုံးငှက်ပြောသည်တစ်မျိုးဖြစ်ပါတယ်တိုင်းနေမူစာငှက်ပြောသည်လို့လည်းသိရပြီးတော့မြန်မာနိုင်ငံမှာတော့ငှက်ပြောခြင်းလို့ခေါ်ကြပါတယ်ဒီငှက်ပြောသည်မျိုးကိုအရှိတောင်အာရှတွေမှာပဲအများဆုံးတွေ့ရတာကြောင့်မတေရှိတာမတေစုနေသလားမှတ်ရပါတယ်ငှက်ပြောသည်ကသေးပေမဲ့ပုံမှန်ငှက်ပြောသည်နဲ့တော့အရသာတူတူပဲလို့ဆိုပါတယ်ငှက်ပြောသည်ကတော့အရသာတူပေမဲ့ကြံတာကတော့တူချင်မှတူမှာပါနံပါတ်2အသေးဆုံးထောင်အခုမြင်နေရတဲ့တန်းစင်ကန်တတလောက်ပဲရှိတဲ့အဆောက်အုံလေးကတော့ကမ္ဘာပေါ်မှာအသေးဆုံးအချင်းတောင်ပဲဖြစ်ပါတယ်။ Sac Island လို့ခေါ်တဲ့ဗြိတိန်ကျွန်းစုနိုင်ငံလေးတစ်ခုမှာတည်ရှိပြီးတော့ထောင်သား2ယောက်ကြီးများတော့ဆန့်ပါတယ်။အတွင်းပိုင်းမှာဆိုရင်တော့ထောင်မှုနေဖို့အခန်းတစ်ခန်းနဲ့အချင်းကန်း2ခန်းကြီးပါရှိပါတယ်။ဒီတပေပတ်လေအခန်းလေးက1840ခုနှစ်လောက်တုန်းကဆိုရင်မင်းကလေးစာတင်ကျောင်းတောင်ဖြစ်ခဲ့သေးတာပါ။နောက်မှကျင်းလို့ဆိုပြီးတော့အချင်းတောင်ဖြစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဒီထောင်ရဲ့ထူးခြားချက်ကတော့တယောက်မှကြဘူးချင်းမရှိသေးတာပါ။တယောက်မှမကြဘူးဆိုဖမ်းမဲ့ရဲလည်းမရှိလို့ဖြစ်ပါတယ်။တကြုံလုံးပေါင်းမှာလူကြီး600ကျော်လောက်ပဲနေထိုင်ပြီးတော့ကမ်းခြေအဆောင်နေနဲ့တက်ကဲလုံခြုံရေးလောက်ပဲရှိပါတယ်။အခုကတော့ဒီအဆောင်ကိုအကျဉ်းထောင်ဖြစ်အသုံးမပြုတော့ဘဲနဲ့ခီးသွားတွေဆက်ဖီဆွဲဖို့တီးတန့်လုပ်ပေးလိုက်ပါပြီ။နံပါတ်3အသေးဆုံးကားအခုမြင်နေရတဲ့ကားလေးကတော့ကမ္ဘာပေါ်ထုတ်ပူးသမျှကားတွေထဲမှာဆိုရင်အသေးဆုံးပဲလို့ပြောလို့ရပါတယ်။အသေးဆုံးကားဆိုပေမဲ့လူကြီးမင်းတို့တောင်မမွေးသေးတဲ့1960လောက်ကတည်းကထွက်ရှိခဲ့တာပါ။ဘိန်းသုံးလုံးနဲ့တကားတစ်ချက်သာပါရှိပြီးတော့အင်ပိုတောင်ထန်းတင်လို့ရတဲ့ site လေးဖြစ်ပါတယ်။ထောက်ထချန်တွန်းကတော့လူတစ်ယောက်နဲ့ဈေးဝယ်ရေးတေးစတဲ့ကားဆိုပြီးတော့နာမည်ထကြီးလိုက်သေးပါတယ်။ကြည့်ရတာတော့အိတ်ကိုခေါင်းပေါ်တင်ထားရမယ့်သဘောမှရှိပါတယ်။နံပါတ်4 disposable camera ဒီကင်မရာလေးကတော့ဆန်စစ်တစ်စစ်ပမာဏလောက်ပဲရှိတဲ့ကမ္ဘာအသေးဆုံးကင်မရာလေးပဲဖြစ်ပါတယ်။ဒါမျိုးသေးလေးဖြစ်အောင်တမင်စတန့်ထွင်ထားတာမဟုတ်ပါဘူး။ဒီကင်မရာကဆေးပညာမှာလက်တွေ့အသုံးပြုနေရတဲ့ disposable camera မျိုးစားဖြစ်ပါတယ်။နှလုံးနဲ့သွေးကြောအတွင်းကပုံရိပ်တွေကိုအသေးစိတ်ရိုက်ကူးနိုင်မှုအတွက်ဒီလိုကင်မရာသေးလေးတွေကိုအသုံးပြုရတာပါကင်မရာလို့မထင်ရလောက်အောင်ကိုသေးငယ်ပြီးတော့လက်ရှိမှာတော့ဆေးပညာမှာပဲသုံးဆွဲဖို့ခွင့်ပြုထားပါတယ်နံပါတ်5အသေးဆုံးစာအုပ်ဒီစာအုပ်ကိုတော့တာမန်လိုပုံနှိပ်ထားတာမဟုတ်ပဲနဲ့ဓာတ်ခွဲခန်းထဲမှာထုတ်လုပ်ထားတယ်လို့ဆိုပါတယ်အကြောင်းကတော့ပုံနှိပ်လို့မရလောက်အောင်ကိုသေးငယ်တဲ့စာအုပ်ဖြစ်နေလို့ပါအလျား 0.1 mm နဲ့အနံ 0.07 mm ပဲရှိပြီးတော့မြေပဲစေးတစ်စေးစာလောက်ပဲရှိပါတယ်စာအုပ်ကအရန်သေးနေလို့အထက်မှာဘာမှမရေးထားဘူးထင်နေတော့မှားသွားပါပြီအထက်ကစာတွေကတကယ်ဖတ်လို့ရတဲ့စာတွေဖြစ်ပြီးတော့ microscope နဲ့သာဖတ်ကြည့်မယ်ဆိုရင်တစ်လုံးမကြံမြင်ရတယ်လို့ဆိုပါတယ်တကယ်လို့သမိုင်းဝင်တဲ့တီထွင်မှုတစ်ခုဖြစ်ခဲ့ပြီးတော့ကမ္ဘာအသေးဆုံးစာအုပ်အဖြစ်လဲမှတ်တမ်းဝင်ထားခဲ့ပါတယ်စာအုပ်ကြီးတွေကိုဂိုင်ဖတ်ရတာမကြိုက်ဘူးဆိုရင်တော့ဒါမျိုးစာအုပ်လေးတွေလည်းရပါဘူးဆုံးဖြတ်ကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်